ကဲအခုတော့ခီးလည်းမသွားပြဘူးပေါ့နော်အဲ့ဒါနဲ့ဗီဒီယိုဟောင်းလေးတွေပြန်တင်မယ်လို့ဆုံးဖြတ်လိုက်တာပါဒါကတော့ထိုင်းနိုင်ငံကခိုခုဆိုတဲ့ကျွန်းလေးကိုသွားဖို့ပြင်နေတော့မှာအရင်ဆုံး Trek ဆိုတဲ့မြို့လေးကိုဘန်ကောက်ကနေလေယာဉ်စီးသွားပါတယ်ကားနဲ့သွားလဲရပေမဲ့ကားမောင်းချိန်အရန်ကြာလို့ဆိုပြီးတော့လေယာဉ်ပဲစီးလိုက်တာပါလေယာဉ်စီးလိုက်တော့45မိနစ်လောက်ပဲစီးရပါတယ်ကဲ Trek လေးစိတ်ကိုရောက်ပါပြီဘယ်ချိန်တုန်းကသွားခဲ့တာလဲဆိုလို့ရှိရင်ဒါ2022အစပိုင်းอ่ะပေါ့နော်ကိုဗစ်ဖြစ်နေတော့မှအဲကြောင့် mask တွေတက်ထားတာတွေ့တာပါပြီးတော့ Trek လေးစိတ်ကနေဒီတင်မောစီရဲ့နေရာကိုသွားပါတယ်သူကတော့ ferry boat ပေါ့နော်အဲ ferry boat စီးတဲ့နေရာလေးကိုသွားတာပါ Trek ကသူကထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတာပါထိုင်းပင်လယ်ကွေ့နားမှာရှိတဲ့မြို့လေးပေါ့နော်ကမ္ဘောဒီးယားနဲ့ဆိုလဲတိတ်မွေးတော့ပါအောင်ကမ္ဘောဒီးယားနယ်စပ်နားလည်းရောက်နေပါပြီခုဒါကတော့တင်မောပေါ်ကနေရိုက်ထားတာပါ ferry boat ပေါ့နော် ferry boat ကသူကတိတ်ပြီးတော့ဈေးမကြည့်ပါဘူးအဲ့တုန်းက400လားအဲ့လောက်ပဲပေးရတယ်ထင်တယ် ferry စီးရတဲ့အချိန်လေးကတော့တော်ကြပါတယ်တနာရီခွဲနဲ့2နာရီကြာတော့ရှိရဲ့အချိန်ပေးရတယ်ပေါ့နော်ကဲဒါကတော့ကျွန်းကိုလှမ်းမိနေရပါပြီဒါကအဲ့တုန်းကကျမတို့တည်ဖြစ်တဲ့ဟိုတယ်ပေါ့နော် The Beach Natural Resort လို့ခေါ်ပါတယ်ဒါကတော့ရရောက်ချင်းနေပေါ့နော်ရရောက်ချင်းနေကြတော့ဘာမှတိတ်ပြောမလို့ဖြစ်ပဲနဲ့အိမ်မှာပဲနေဝင်ချင်းထိုင်ကြည့်လိုက်တာပေါ့နော်အဲ့ဒီတုန်းကဘန်ကောက်မှာ quarantine 9 ရက်လာမသိဝင်လိုက်ရသေးတယ်ပြီးတော့မှဒီကိုထွက်လာပြတာပေါ့နော်သွားဖို့တမျှထဲမှာဒီကမ်းခြေလေးကိုအကြိုက်ဆုံးဖြစ်ခဲ့ပါတယ်လူလည်းအရန်ရှင်းပြီးတော့ပေါ့နော်တဘာဝအတိုင်းလေးကြံနေသေးတဲ့အတွက်သွားရတာပြောခဲ့ပါတယ်ဒီဝင်ချိန်လည်းကြည့်ရတာအရင်လှတယ်အဆင်ပြေရပေါ့နော်ဖာထူလေးနောက်မှတင်ပါအောင်မယ်ရှင်ကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်